Hello guys, I'm Megala. Novelဖြစ်ပါတယ်ဒီနေ့မှာတော့ Sakura မှာ Novel ကဘယ်လိုပေါ့နော် G2B ဖြစ်အောင် B2G ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ရွာဖြစ်ပါတယ် Okay ပါဒါဆို new game နဲ့တော့ပါမယ်ခဏဆောင်ရမယ်ပေါ့နော်Novel channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့ကြပါအောင်အဲ့တော့ကောင်လေးရင်သွားမယ်ပေါ့နော်ကောင်လေးအိမ်သွားမယ်ကိုလောက်ထားတဲ့ကောင်လေးနဲ့ B2G မဖြစ်ချင်ရပါတယ်တစ်ခုပြောပြမယ်ပေါ့နော်နှစ်ခုဖြစ်သွားအောင်ပြောပြမယ်ပေါ့နော်ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီပေါ့နော်လူဆိုးခေါင်းဆောင်ကြီးနဲ့တငယ်ချင်းဖြစ်နေ B2G ဖြစ်နေလေးကိုပြောပြမှာဖြစ်ပါတယ်လူဆိုးခေါင်းဆောင်ကြီးနဲ့ပေါ့နော်လူဆိုးခေါင်းဆောင်ကြီးနဲ့ B2G ဖြစ်ချင်လည်းဖြစ်လို့ရပါတယ်အဲ့တော့လူဆိုးခေါင်းဆောင်ကြီးကိုအရင်ပြောပြပေးပါမယ်ဖြစ်ပါတယ်ရှင်အဲ့တော့ဒီ paint ဟိုပေါ့နော် stream setting နဲ့ဝင်ပါမယ် okay stream setting နဲ့ဝင်ပြီးတော့ဆိုတော့ဒီမှာပေါ့နော် enemy on လောက်ထားရဲအဲ့ဒါကို off လုပ်လိုက်ပါမယ် okay ပြီးတော့အဲ့ဆိုရင်ဟိုလုံးမဲ့ enemy တွေအကုန်လုံးမရှိတော့ဘူးပေါ့နော်ကားနဲ့ပဲသွားတော့မယ်ပေါ့နော်ကြားလေးကားနဲ့ပဲသွားတော့မယ်ပေါ့နော်နည်းနည်းတော့ကားမောင်းတော့တိတ်မကျွမ်းဘူးပေါ့ကားမောင်းတော့တိတ်မကျွမ်းဘူးပေါ့နော် enemy တို့အကုန်လုံးဟိုလောက်ထားရပေါ့နော်okay အဲ့တော့လမ်းတော့မပြလိုက်ရအောင်မှတ်မိကြရမလားလမ်းကတော့အဲ့ဒီအိမ်ကနေပြောမှ U mark ရှိရယ်မလား convenience store ဒီမှာဆို convenience store ပေါ့နော်ဒီဥစ္စာဆို convenience store ကနေလာလို့လည်းရတယ် convenience store ဒီမှာပေါ့နော်ဒါဆို convenience store ပေါ့နော် convenience store ကနေလာတက်ဟုတ်ပါဘူးမလို့ sorry ဒါ convenience store ကနေတက်ဟိုမှာဆိုအမေရောက်အစာဦးတွေးလိုက်မယ်ဒီမှာပေါ့နော်ဒီမှာဆိုအမေရောက်အစာဦးတွေးလိုက်မယ်ပေါ့နော်အိမ်ကနေပြီးတော့ဒီကနေပြမယ်ပေါ့နော်လို့ပဲပြပါမယ်ခဏနော်အိမ်လန်းကနေ convenience store ကနေလာလို့ရတယ်ဂျက်ဖက်နဲ့ပဲလာဘာနဲ့ပဲလာပေါ့နော်okay ပါဂျက်ဖက်နဲ့ဆိုရင်ကြာရပေါ့နော် Noble ဆိုစနာကားနဲ့လာခဲ့ရပေါ့အကြောင်းမှခိုက်ချက်ကားလေးလာမသိအဲဆို Noble တို့ဒီလိုမျိုးဖြုတ်လိုက်ပြီဂျက်ဖက်ကိုဖြုတ်လိုက်ပြီနော်ဒီကားလဲယူလို့ရတယ်ပေါ့နော်ယူတင်တဲ့သူယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီပေါ့အဲ့တော့ယူမဒီမှာဟိုရာရှိတယ်လောင်ဂျာကြီးရှိတယ်လောင်ဂျာပေါ့နော်ပြီးကြတော့ဂျက်ဖက်ကိုတေချာဝတ်ထားရမယ်ဂျက်ဖက်ကိုဝတ်ပြီးအမြင့်ကိုတတ်မယ်ပြီးကြတော့ဆောနာကအတိုင်းပဲဒီ stream setting နဲ့ဝင်ပါမယ် okay stream setting ပြီးတော့အဲ့ဒီ enemy off ထားတာကို Noble တို့က on လုပ်လိုက်ပါမယ် okay ဒါဆို enemy ကဒီကနေစမရှိအောင်ဟိုထဲမှာပဲရှိအောင်မယ်ပေါ့နော်ကဲ Noble ပြန်ပြီး on enemy off ခဏထားလိုက်အောင်မယ်ဘာလို့လဲဆိုတော့ပေါ့နော် Noble ဒီကလူတွေပဲဓာတ်ရိုက်လူချင်တာ boss ကိုပဲ Noble ကလိုချင်တာဆိုတော့boss ကိုပဲလိုချင်တာဆိုတော့ Noble က boss ကနေ boss ကိုပဲ boss ခံရတက်လိုက်တော့ပေါ့နော်ဒီစီမတင်ကဖြတ်လာသလိုဖြောက်ထားတာပေါ့နော်အဲ့ဆိုပေါ့နော်တင်ကဖြောက်ထားလိုက်တော့မဖြစ်ကုန်ဘေးနာကလေးပါလေးပြပါနော်အဲ့ဆိုတော့ online ပါမယ်ရှင့်နိုင်မစမ်းတော့โอเคလာပြီအနောက်ကအဲ့အတန်ကြားကနေပြီးပြီတော့မှာတက်ချတော့မယ်ကူတကင်းကောင်းဆောင်လို့ခေါ်လိုက်ပြီပေါ့โอเคသပင်ဖြူရင်းတဲ့ကောင်ဟိုမှာသပင်ကဓားကင်ထားတဲ့ကောင်ကအဲ့ဒါကတော့ဟိုတာပေါ့ဓားကင်ထားတဲ့ကောင်ကတော့ပြောချင်တယ်ဆိုရင်တော့ဟိုတာပေါ့အဲ့ဒါကတော့မာကြီးသပင်ဖြူနဲ့ဓားကင်ထားတို့ရဲ့ boss ပေါ့နော်အဲ့တော့ဘလူးတာလဲဆိုတော့တက်လိုက်ပါအောင်မရှင်တင်
ဒီကြီးကြီးရှိအောင်တက်တော့နည်းနည်းကောက်ချင်တယ်ပေါ့နော်နည်းနည်းလေးပြတ်တက်လို့ပေါ့နော်ကောင်းလိုက်တာတော်တော်လေးပြည့်မတေးအောင်လို့ပြစ်တာပေါ့အမှန်တကယ်ပြစ်တာကတော့ကိုပါသေးပါတေးသွားပြီဆိုတော့မတေးသေးပါဘူးတေးပြီမတေးသွားပြီရှိသမျှတွေလည်းကုန်တေးသွားပြီဆိုတော့ boss page နော်ဒီ boss page နော်ပေါ့နော် boss ကဒီမှာပေါ့နော် boss ကအသက်တော့ပြင်းတယ်တေးမယ်လို့ထင်တာပဲအဲ့ဆို novel ကပြစ်တာတိတ်မကျွမ်းဘူးလေအဲ့တော့သူများရေလို့တိတ်မကျွမ်းတော့တေးမှာโอเคကောင်းလို့တေးသွားပြီဆိုရင် novel တို့ဂျက်ဖက်ကိုဖြုတ်လိုက်မယ်good night နော်သူ့အသက်ပြန်ရှင်အောင်ဘယ်လိုလုပ်မလဲဆိုတော့novel တို့က menu ထဲဝင်ပါမယ်စင် menu ထဲဝင်ပြီးသွားပြီဆိုရင် props ဖြာ PS props ထဲဝင်ပါမယ် okay အဲဆိုအောက်မှာ baby bird ဆိုတာလိုက်ရှာရမယ်ပေါ့နော်ဘေးနားဒီဒါလေးပေါ့ဘေးနားအမှပေါ့နော် baby bird bed bird ပေါ့နော် baby bird ကိုလိုက်ရှာပါမယ်ဆိုတော့ဒါကြော်သေးရဲ့မမတန်းတွေ့ပြီbaby bird ပေါ့နော် baby bird နဲ့အသက်ပြန်ရှင်အောင်လုပ်လို့ရပါတယ်ရှင်အဲ့ဒါနှိပ်လိုက်ပါပြီသူ့ဟိုလောက်ပါဗလားတက်ပြန်ရှင်အောင်လုပ်လို့ရတယ်ပေါ့နော်သူ carry လုပ်လိုက်ယာကူရာကိုင်းကောင်းဆောင်နေပြီးချွေကြီးလဲလုပ်ရင်ပေါ့နော်တနက်ပြကျန်းတဲ့လူကတော့နိုဘက်လူတော့အဲ့ဒီစိတ်ရဝင်ဖြစ်အောင်တော့တေချာလုပ်ခိုင်းပါတေချာလုပ်ပါနော်အဲ့ဒါအတက်ပြန်ရှင်နိုင်ညာယာကူရာကိုင်းကောင်းဆောင်ဆာကူရာကိုင်းကောင်းဆောင်ဆိုတာယာကူရာကိုင်းကောင်းဆောင်ဆိုပေါ့နော်ဆာကူရာကိုင်းကောင်းဆောင်တင်နေအဲ့ဒါမတတ်တဲ့အကြောင်းရင်းကတော့ဘာလို့လဲဆိုတော့ပေါ့နော်သူ့အတက်ကိုကကဲတင်ပေးထားတဲ့အတွက်ကြောင့်မတတ်တာပေါ့နော်ဓာတ်ကြလက်နဲ့ဒါဆိုရင်တော့ကိုကမသိဘူးဆိုရင်ဆာကူရာကိုင်းကောင်းဆောင်နဲ့အတူတူကြီးဘီဂျူကြီးဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်လုပ်လို့ရပါပြီအဲ့တော့တီဝါရဲ့အတွက်ကြောင့်မလို့ sorry ပါနောက်တစ်ခုလာပါပြီနောက်တစ်ခုကတော့ဘီဂျူကြီးတခြားလူနဲ့ဖြစ်အောင်လုပ်မှာဖြစ်ပါတယ်အဲ့ဒီကိုလောက်ထားတဲ့ပေါ့နော်ကောင်းလေးပဲဖြစ်ဖြစ်တခြားပဲဖြစ်ဖြစ်ပေါ့နော်ကဲအဲ့ဆိုရင်တော့ကိုဒါဆိုရင်သွားပါမယ်ပေါ့နော်ချာလီရှိသွားပါမယ်လားလေဘီဂျူကြီးဖျက်ပါတော့ဒီသူ့ရှိသွားပါမယ်သူနဲ့စကားလေးပါလေးပြောလိုက်ပါမနော်ပေါ့နော်ကိုကထိုးလိုက်ပြီဆိုရင်တို့ကစိတ်ဆိုးတဲ့ပုံစံလေးပါလေးထွက်လာမယ်ပေါ့နော်အဲ့ဒါဘီဂျူကြီးဖြစ်သွားရင်တို့ကစိတ်ဆိုးတဲ့ပုံစံလေးလုံးဝမထွက်ဘူးကိုကအဲ့လိုပေါ့နော်ဒီဥစ္စာကနှိမ့်ပြီးသွားရင်နင်လားစိတ်ဆိုးနေပြီစိတ်ဆိုးတဲ့ပုံစံထွက်တယ်ဟိုကကြာရင်မထွက်တော့ဘောနော်အဲ့တော့ကြတော့ carry လုပ်လိုက်မယ်သူ carry ပဲလုပ်လိုက်တော့မယ်ဟီဟီcarry လုပ်လိုက်မယ်ပြီးကြသူ့အိမ်သွားလိုက်မယ်မှားလို့ညမှားသွားလို့ပေါ့နော်သူ့အိမ်မှာပဲအင်ကြီးလေးလိုက်တော့မယ်ပေါ့နော် okay မင်္ဂလာဆောင်တဲ့ dress ပဲဝေ party dress ပဲဝေပါလေဝေပေါ့နော်အကြီးကြီးอ่ะကြတော့ဟောပြီပေါ့နော်wearing dress ကဒီဥစ္စာလေးဝင်ခါလိုက်တဲ့စာလေးဝင်ခါဒီအင်းကြီးပဲဝတ်လိုက်တော့ရပါတော့ဘိုင်ကဲအဲ့တော့ school uniform ပဲဝတ်လိုက်တော့မယ်ဒါကြတော့အဲ့တော့သူ့ကိုကြတော့လက်တွဲလိုက်မယ်ပြီးကြတော့ convenience ချောသွားမယ်နောက်ပြီးတော့ဘိုင်အောင်လုပ်ပြီးချောက်ရအောင်တော့အနည်းဆုံး3ခုဝယ်ရမယ်ပေါ့နော်ပြီးတော့ wearing capture သွားမယ်ပြီးတော့ဒါအောင်နှိမ့်မယ်ပေါ့နော်ကြောက်အောင်ပဲလုပ်ပါမှာ night ကိုအဲ့ဒီညာပြောင်းတာမနှိပ်ပါနဲ့ဘာလို့လဲဆိုတော့ညရွယ်ဖြစ်သွားမှာမနှက်ပြောင်းလို့မရတော့ဘူးအားကြောင့်လို့ပါညနေတော့ပေါ့နော်လူတွေရောပါရောပေါ်တယ်ဒါကြောင့်လူတွေပါရောမပေါ်တော့ဘူး
ဒီမှာပတ်စံယူလို့ရတယ်ပေါ့နော်ညီမโอเคထပ်ဆောင်ပြန်အဲ့တော့ဘယ်လောင်ညီမကြီးနေကြတယ်နော်ညီမ sister တူဘလို့ဖိုက်ကြည့်လားကဘာမှမသိ sorry guys အဲ့တော့သူ့လက်လွတ်လိုက်တာပေါ့နော်လက်ကိုဖြုတ်လိုက်မယ်ထောက်ဒီမှာ gift ဆိုတာကိုပေးမယ်ပေါ့နော်မစတော့မဆိုအဲ့တော့မယူတဲ့အတွက်ကြောင့်ပြီးလို့မရဘူးပေါ့နော်အဲ့တော့မင်းစီးပါစီတောင်းမယ်ကျော်စီတောင်းမယ်နိုးရတယ်ဆိုတော့သူခဏလောက်ကိုဗစ်ရဲ့ရှော့တော့ဝယ်အောင်အနည်းဆုံး3ခုလောက်တော့ဝင်ရမယ်နော်3500ပဲရှိတော့တယ်ကိုဗစ်ရဲ့ဆော wedding culture ဆောင်းနေတော့ခဏဆောင်းတော့ရှောက်လိုက်တော့ဘောနော် thank you သူကကြတော့ယူနေပေါ့နော်မလုံး okay ကျော်အဲ့တော့ very thoughtful အရင်ကတော့ you have a nice face ပါဘောနော်အဲ့တော့ခဲကလည်းတိတ်မယူတဲ့ဖက်ကြောင့်သူ့ပေးရမယ်တော့ဘာလို့ယူရအောင်လဲငါပေးနေတော့ဘလို့လုံးဘာလို့လုံးရအောင်ငါပြောင်းမှရလာတော့မသိဘူးပေါ့နော် thank you လို့ယူသွားအဲ့တော့ယူသွားဆိုတော့အဆင်ပြေပြီโอเคအကုန်လုံးယူသွားဆိုတော့အဆင်ပြေပြီအဲ့ဒါဆိုရပါပြီဒါဆိုဘီဂျူကြီးဖြစ်သွားပါပြီhow to လို့ရပြီပေါ့နော် okay ပါဒါဆိုရင် I'm crazy about you တော့ look nice I can't live without you အဲ့လိုရဖြစ်ကုန်ကဲအားလုံးပဲပေါ့နော်ဒါလေးကိုတော့လုပ်နိုင်မယ်ဆိုတော့ထင်ကြပါတယ်ဒီ channel လေးကိုပေါ့နော်ဗီဒီယိုကြီးဖြစ်အောင်ပေါ့နော်အဲ့တော့ bye bye like and subscribe လေးကိုလုပ်ပေးကြပါအောင်လို့ပြောတဲ့ channel လေးကိုbye bye